တယောက်တည်းလည်းနေတတ်အောင်ကြိုးစားပါတယောက်တည်းနေရတာဟာအစပိုင်းမှာအရန်ခက်တယ်လို့နောက်ပိုင်းကျရင်တော့လွယ်ကူသွားပြီးဘလောက်တောင်တန်မိုးရှိတဲ့အရာလဲဆိုတာသိလာပါလိမ့်မယ်လူဆိုတာလူတွေနဲ့ကင်းလို့မရတဲ့သဘာဝပဲမို့တယောက်တည်းတည်တံ့နေတော့လို့ပြောတာမဟုတ်ပါဘူးတငယ်ချင်းတွေနဲ့အမြဲတွေ့မနေလဲမိသားစုနဲ့အတူတူမနေရလဲချစ်သူရည်စားမထားပဲလေတယောက်တည်းနေတတ်အောင်နေကြည့်ခိုင်းတာပါတယောက်တည်းရှိနေတဲ့အချိန်တွေဟာမိမိကိုယ်ကို focus လုပ်လို့အကောင်းဆုံးဖြစ်ပြီးအဲ့ဒီအခါမျိုးမှာကိုယ့်အကြောင်းကိုပိုသိလာမယ်ကိုလိုချင်တာတွေကိုနားလည်လိမ့်မယ်ကိုယ့်ရဲ့တိုးတက်ရေးအတွက်ကိုလည်းပို့ပြီးတော့အာရုံစိုက်ဖြစ်မယ်စတဲ့အကျိုးကျေးဇူးတွေအများကြီးရမှာပါအဖော်အမြဲမှတ်တဲ့ကလေးကတယောက်တည်းဆိုရင်အထီးကျန်ရမှာကြောက်ရင်လူတွေကပေးတဲ့ဒဏ်ရာတွေကိုလွယ်ရလိမ့်မယ်ဥပမာဆယ်ကျော်သက်အရွယ်တွေဆိုရင်ချစ်သူမရှိတာနဲ့ထီးကျန်တဲ့အရွယ်ချစ်သူမရှိတဲ့အချိန်တချင်းလေးလိုဒါပေမဲ့အဓိကချစ်သူဘဝအတွက်အချစ်ကိုလိုချင်တာမဟုတ်ဘူးတငယ်ချင်းလိုဖို့စကားပြောဖို့တိုင်ပင်ဖို့ကူညီဖို့စတဲ့အဖို့ကိုလိုချင်တာအချစ်ဆိုတာဘာမှန်းအောင်သိချမသိသေးတဲ့အရွယ်ဒါပေမဲ့တယောက်တည်းမနေတတ်ဘူးတယောက်ယောက်ကိုအမြဲလိုနေတော့လူတွေကိုလိုက်မိခိုရင်လူချင်းပေးတဲ့စိတ်ဒဏ်ရာတွေကိုလွယ်ရပါရောတယောက်တည်းနေတတ်တဲ့သူတွေကတော့မိမိကိုယ်ကိုပိုချစ်ရကောင်းမှမိမိဘဝကိုပိုအာယုံစိုက်ဖို့နဲ့မိမိရှိရေးကိုအာယုံစိုက်ဖို့ကိုအားခဲထားရတော့အပေါ်ယံအချစ်ရည်စမ်းထားတဲ့စီခါခါတွေကိုရင်မခုန်တော့ဘူးအချိန်ယူတတ်လာတယ်ခွေးချမ်းစိတ်ပြာတတ်လာတယ်အဓိကတော့အထီးကျန်နေလို့ဆိုပြီးမချစ်ပါနဲ့